ကဲအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါပြုတ်ဒီဒါလေးထပ်ပြမယ်290 239ခွန်ပေါ့239ခွန်65ခွန်56 354ခွန်နဲ့6ဆိုရက်ထိုင်လေးတစ်ထိုင်ပထမဖိုင်ပေါ့ပထမထိုင်ပေါ့နောက်တစ်ထိုင်ရလဲ920ခွန်56 453ခွန်နဲ့6များထည့်မလားပေါ့ခွန်နဲ့6ကိုထည့်မလားဆိုတော့အဲ့ဒီခွန်နဲ့6ကကျွန်တော်တို့ဒီနားလေးကခွန်နဲ့6တစ်ချက်ကြည့်မယ်6 ကတ်ထားတဲ့2ခွန်6ကိုထည့်သွားတာဆိုလို့ရှိရင်အချင်းအတူပေါ့နော်6ထောက်ထားတဲ့3ခွန်8ကိုထည့်ရမှာပေါ့ဆိုတော့အဲ့ဒီနေရာမှာခွန်နဲ့6တွေကတော်တော်လေးများရတယ်ပေါ့ခွန်နဲ့6ဒီမှာရှိတယ်ဒီမှာရှိတယ်ပေါ့ဆိုတော့အဲ့ဒီဟာတွေအကုန်လုံးကိုကျွန်တော်ချရေးပြီးလိုက်ရှာပြီးပြရင်ကျွန်တော်ဖုန်းကတခု error ရှိနေလို့အဆင်မပြေလို့ကျွန်တော်အဲ့ဒီနှစ်ခုကိုအရင်ဆုံးပြမယ်နောက်တစ်ခုထပ်ပြမယ်နောက်တစ်ခုထပ်ပြခြင်းမှာကဘယ်ဟာလဲဆိုတော့ကျွန်တော်တို့ဒီဟာလေးထပ်ပြမယ်ပေါ့နော်89ခွန်လို့ဖြစ်တယ်ပေါ့89ခွန်လို့ဖြစ်ပြီးတော့231လို့ဖြစ်တယ်ပေါ့231ရဲ့အချိန်အတူတူမှာ483လို့ဖြစ်တယ်ပေါ့483လို့ဖြစ်ပြီးတာ ਨੇ သွားပေါက်တယ်ကဏ္ဍဒီ863ဆိုတဲ့ကဏ္ဍဖြစ်တယ်ဆိုတော့ဒီဘက်မှာလဲနောက်ထပ်တစ်ကက်ကဒီမှာတစ်ကက်ဒီမှာနောက်တစ်ကက်က89ခွန်ဖြစ်တယ်231ဖြစ်တယ်အချိန်အတူတူ384ဆိုတဲ့ကဏ္ဍလာဖြစ်တယ်ပေါ့384လို့ကဏ္ဍဖြစ်ပြီးတော့ဒီမှာသွားပြီးလာပေါက်မယ်ကဏ္ဍဒီ863များလားပေါ့နော်အတူတူဆိုရင်863များလားဆိုတော့863ဆိုရင်လည်း863ကိုကြိုက်တယ်လို့ထည့်လို့ရတယ်အဲ့ဒီမှာကျွန်တော်ဒီ863ကိုတစ်ချက်ပြန်ကြည့်မယ်ဒီနေရာ863ကိုထည့်တာဆိုလို့ရှိရင်သူက863ကိုသူနဲ့အချင်းအတူဘာထောက်ထားလဲဆိုတော့668ဆိုတဲ့ကဏ္ဍထောက်ထားတယ်863ကိုထည့်သွားတာဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာ668လို့ထောက်ထားတယ်220ဆိုတဲ့ကဏ္ဍကိုလာထည့်ရမယ်220ဆိုတဲ့ကဏ္ဍကိုနောက်တစ်ချက်ထည့်လို့ရပြီလားဆိုတော့နောက်တစ်ချက်လည်းထပ်ပြီးတော့ထည့်လို့ရတဲ့သဘောရှိနေတယ်ဘယ်လိုမျိုးရှိလဲဆိုတော့463လို့ထောက်တယ်463လို့ထောက်ပြီးတော့ကျွန်တော်တို့ဒီမှာ365လို့တူထောက်ထားတယ်365ထောက်ပြီးတော့691လို့ထောက်တယ်ကျင်းရီတူမှာပဲအဲ့ဒီက863ကိုဒီ4ချစ်ထောက်ထားတယ်863ကိုထည့်ခဲ့တာဆိုလို့ရှိရင်ကျွန်တော်ဒီမှာလဲသူနဲ့အတူတူပဲ463လို့ထောက်တယ်653လို့ဖြစ်တယ်653လို့ဖြစ်ပြီးတော့ဒီမှာ9လို့ထောက်ထားတယ်392ကိုထည့်မယ်ပေါ့အဲ့ဒီ392ကနှစ်ချက်ကြတယ်ပေါ့ဒါကတော့ဟိုပေးတာမပေးတာတော့သူ့အကြောင်းနဲ့သူပေါ့နော်ဆိုတော့အဲ့ဒီ392ဆိုတဲ့ကဏ္ဍလေးတစ်ခုကလည်းဒီမှာနှစ်ချက်လာမိတယ်ပေါ့သူနဲ့အတူတူထည့်မယ်ဆိုတော့အဲ့ဟာနဲ့အဲ့ line ထဲမှာမိနေတာတွေတော့တော်တော်လေးရှိတယ်ပေါ့နော်အဲ့ဆိုတော့ဒီမှာခွန်လေးထောက်ထားတဲ့368ကိုများကျင်းရီသူက4ချိန်မြောက်ထောက်ထားတဲ့ဟာကိုကျင်းရီတူတူမှာသွားထည့်မယ်ဆိုလို့ရှိရင်44ခွန်လို့ထောက်ထားတယ်960ဆိုတဲ့ကဏ္ဍတို့တစ်လုံးကိုသွားထည့်ရမယ်သဘောရှိတယ်ပေါ့ဆိုဟိုတနေ့ကဆိုရအောင်ဒီမှာတော့ကျွန်တော်ဒီမကဏ္ဍလေးတွေရေးထားမယ်44 960ကဏ္ဍတို့ထပ်ထည့်ပြီးမယ်နော်960ကိုထပ်ပြီးဒီ130ကကျွန်တော်ဘာဖြစ်လို့ထည့်ထားတာလဲဆိုတော့ကျွန်တော်ဒီ130ကို organ 990ပထမ3ခွန်ထွက်တုန်းကကျွန်တော်မာသမားတွေကိုကျွန်တော်130ကိုကျွန်တော် organ ပေးခဲ့တာเนาะအဲ့ဒီ organ ကအဲ့ဒီကဏ္ဍလေးကဒီမှာမနေ့ကကျွန်တော်ပြတယ်435ပေါ့435အကြနဲ့435ကို366ထောက်ထားတယ်ဒီ435ကြမယ်ဆိုလို့ရှိရင်ဒီထိုင်ကိုကျွန်တော်မနေ့ကပြပြီးပါတယ်เนาะပထမဟိုစရုပ်ထားပါ453ကတ်ထားတိုင်း45ကတ်ထားတဲ့453ဒီလိုကဏ္ဍမျိုးတွေလည်းပြင်တော့452ထောက်ထားတဲ့ဒီ453ကိုဒီ366ထောက်ထားတဲ့453ကိုထည့်တာဆိုလို့ရှိရင်အချင်းအတူတူမှာတော့452ကတ်ထားတဲ့130အဲ့ဒါလေးလာတွေ့လို့ကျွန်တော်မနေ့ကတော့အဲ့ဒါထည့်ပြီးမပြလိုက်အောင်ထင်တယ်ဆိုတော့ဒီမှာ366ထောက်ထားတဲ့354ရဲ့အစား311ကိုထည့်လို့ရတယ်ဆိုတဲ့သဘောတွေရှိတယ်နောက်တစ်ခုကတော့400ကလည်းဒီမှာဒီ400ကလည်းကျွန်တော်တို့ဒီမှာကဏ္ဍရှာတဲ့အချိန်မှာလာကြည့်တယ်400တို့200တို့လာမိနေတယ်တပူးခွာတွေပဲသွားကျင်လာတော့မသိတော့ဘူးပေါ့ဒီနှစ်ကအဲ့မှာ69နှစ်တကွက်တစ်ခါလာရှိမှာပေါ့ကျန်တာတွေတော့ကျွန်တော်ထပ်ရှာတော့ပေါ့နော်ထပ်ရှာနေလို့ဖြစ်တဲ့အတွက်ကျွန်တော်ဒီဟာလေးလည်းထည့်တော့ရေးပေးလိုက်မယ်ဒီ
ဒီဟာလေးကိုထည့်ပြီး400လည်းထည့်400 200တော့ကျွန်တော်ထည့်ပေးလိုက်မယ်ဒီဟာလေးတွေကနည်းနည်းလေးစဉ်းစားရမယ်ခဏလေးတွေဖြစ်လို့နော်400တို့200တို့ရားပြည့်တွေပေါ့ဗျာဒါတွေလည်းမိထားလို့ပေါ့နော်ကြိုက်တော့လဲ3ပေါ့ဗျာမကြိုက်တော့လဲဖွင့်ပြပေါ့ကြိုက်ရင်လည်း3လို့ရအောင်ရွေးချယ်မှုကန်ဆန်းတဲ့ကရွေးချယ်မှုတဲ့ကြရင်တော့ကျွန်တော်တို့ရအောင်ပေါ့နောက်ထပ်လည်းဒီမှာဒီ file လေးတွေတော့ကျွန်တော်စစ်ကြည့်နေတော့ပေါ့ဗျာနော်အဲ့ဒါလေးတွေကျွန်တော်အားရင်စက်တင်ပေးပါမယ်အားလုံးပဲကန်ကောင်းတိုက်ဆိုင်နိုင်ကြပါစေပေါ့ဗျာဒီစက်တစ်ချိန်ဒါကတော့ပြင်စမ file လေးပေါ့နော်ဒါလေးကြည့်ထားပေါ့ကြိုက်တော့လဲ3ပေါ့မကြိုက်တော့လဲမယူနဲ့ပေါ့ကြိုက်တော့လဲတဲ့ကြရွေးပြီးတော့ရွေးချယ်ကြပေါ့ဗျာ930ကအော်ဒီမှာတစ်ခုကြံခဲ့တယ်930ဒီနှစ်6ခွန်စားဆိုလို့ရှိရင်ဒီနှစ်6ခွန်စားဆိုလို့ရှိရင်ကျွန်တော်ဒီက930เนาะဟိုတနေ့ကကျွန်တော်ပါနေလို့တခါလေးထည့်ရေးပေးလိုက်တာ930တော့ကျွန်တော်မနေ့ကရေးပေးတဲ့ထဲမှာပါသွားပြီအဲ့ဒီကောင်ကဒီနှစ်6ခွန်ကိုဟောဒီနှစ်6ခွန်ထိုင်မှာထည့်တယ်ဆိုလို့ရှိရင်အချင်းကြိုက်ပဲသူက86ထောက်ထားတယ်86ထောက်ထားတယ်ကနန်း86ထောက်ထားတယ်86ထောက်ထားတယ်26ခွန်ပဲเนาะအဲ့ဒီကောင်ဒီ86ထောက်ထားတယ်930ပဲเนาะအဲ့ဒါလေးကျွန်တော်ထည့်ပြီးတော့မနေ့ကတော့တခါလေးမပြလိုက်ဘဲနဲ့ရေးပေးထားတယ်နေ့မှာဆိုလို့ကျန်တဲ့ဟာတွေတော့ရှိရပေါ့ဗျာကံပေါ့ကျွန်တော်တို့တိုက်ဆိုင်တော့တိုက်ဆိုင်ရမှာပေါ့နော်တိုက်ဆိုင်တော့မရဘူးကျွန်တော်ပြနေတာအားလုံးကဒီ shop ပေါ်မှာရှိတဲ့တိုက်ဆိုင်တာတွေတူညီတာတွေကိုသာပြတာဖြစ်ပါတယ်နော်ရွေးချယ်မှုပိုင်းရတော့ကန်တရားရကျွန်တော်တို့ရွေးချယ်မှုပိုင်းရကျွန်တော်တို့ပိုင်းမယ်ပေါ့ရွေးချယ်မှုမှန်ကန်ရမယ်ပေါ့ဗျာအားလုံးကံကောင်းတိုက်ဆိုင်နိုင်ကြပါစေ